မင်္ဂလာပါရှင်မစများကျမ်းမာချမ်းသာပြီးတော့လိုဝဲစင်တာတွေပြေဝကြပါစေကျွန်တော်29ရက်နေ့အတွက်မနေ့ညထိုက်စီ3လုံးရဲ့အထီးကနန်း3လုံးရဲ့ကီရဘရိုင်နဲ့ကျွန်တော်ဒီအထဲရပဲအတွဲထဲရပဲကျွန်တော် main 6ွယ်ဗျနော် main 6ွယ်ရွေးရှိပြီးတော့ထုတ်ပေးထားပါတယ်ဗျနော်ဒီထဲရမစများ3နဲ့နော်3ထိုက်စီနဲ့3ွယ်ရေ8နဲ့3ွယ်ရေ9နဲ့3ွယ်ရေ6ွယ်ထုတ်ပေးထားပါတယ်ကိုက6ွယ်လုံးကိုမစားချင်တဲ့ message တွေကတော့3ကိုကြာရင်3နဲ့ပတ်သက်လို့ဒီ3ွယ်ကိုကစားလို့ရတယ်8ကိုကြာရင်8နဲ့ပတ်သက်လို့3ွယ်ကိုကစားလို့ရတယ်9ကိုကြာရင်9နဲ့ပတ်သက်လို့3ွယ်ကိုကစားလို့ရပါတယ်နော်6ွယ်လုံးကိုမကစားချင်တဲ့ message တွေအတွက်ကိုပြောတာဖြစ်တယ်6ွယ်လုံးကတော့ဒီ6ွယ်လုံးကတော့အကောင်းဆုံးဖြစ်ပါတယ်ဗျာနော်ဒီထက်တော့ချော့လို့မရတော့ဘူးချော့မယ်ဆိုရင်လည်း message များအကြိုက်တွေနဲ့ပါတဲ့အကွက်တွေကိုပဲကိုယ့်ဟာကိုရွေးချယ်ပြီးတော့ထုတ်ယူပြီးတော့အသုံးပြုလို့ရပါတယ်ဗျကဲကျွန်တော်ဒီနေ့ဆိုရင်ကျွန်တော်3ရက်မြောက်နေ့မှာနော်3ရက်မြောက်နေ့မှာကျွန်တော်တို့3ရက်ဆက်တိုင်းကျွန်တော်တို့ရဲ့နေ့တိုင်း free တွေကတော့လုံးဝကို main ခွက်တွေဝင်နေပါတယ်ဗျကျွန်တော်ဒီနေ့ဆိုရင်လည်းကျွန်တော်တို့ဒီနေ့ဆိုရင်လည်းကျွန်တော် main စနကွက် site တွေက main ခွက်တွေနော် main ခွက်ကိုထပ်ပြီးရွေးချယ်လိုက်တဲ့အချိန်မှာဒီတစ်ခွက်ထွက်ပါတယ်ဗျနော်ပြီးတော့ကျွန်တော်တို့ဒီမှာကျန်တဲ့စနကွက် site တွေမှာကျန်တဲ့အကွက်တွေကတော့ညနေထွက်သွားပါတယ်သူများ3ဆိုပြီးတော့member တွေကတော့တီးသန်း main 3ခွက်ရွေးချယ်ထုတ်ပေးလိုက်တာညနေမှာသူများ3 date တစ်ခွက်ပါပါတယ်ဗျာနော် main 3ခွက်မှာသူများ3တစ်ခွက်ပါပါတယ်member တွေကတော့ရကြမယ်လို့ထင်ပါတယ်ဗျfree match တွေများကတော့ဒီအပတ်ဆိုရင်ကျွန်တော်3ရက်ဆက်တိုင်းမှာ3ရက်လုံးကျွန်တော်ရဲ့နေ့တိုင်းမနေ့ညကက်ဟာ3ရက်လုံးဆက်တိုင်းဝင်နေပါတယ်နော်ဒီတက်နိုင်တဲ့ဖက်ကနေကျွန်တော်အကောင်းဆုံးကုန်ကြီးပေးနိုင်တဲ့အတွက်ကိုအထူးပဲဝမ်းသာပီတိဖြစ်ရပါတယ်ဗျာနော်ရတဲ့သူတွေရှိရင်လည်းဝမ်းသာပါတယ်ဗျာနော်အများကြီးထပ်ပြီးတော့ချေရလို့ရတဲ့နေရာတွေမှာလည်းချေရပေးကြပါနော် subscriber လေးတွေမလုပ်ရသေးရင်လုပ်ထားပေးကြပါဗျာနော်ပြီးမှပဲမဆွေများကျွန်တော်အမြဲတမ်းတင်နေတဲ့အချိန်တိုင်းမှာမဆွေများတွေ့ရမြင်ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ရွှေကဲကြီး1ကိုကြည့်ရအောင်ဗျရွှေကဲကြီး1မှာကျန်တဲ့ဟာနော်မနေ့ကကျွန်တော်ပြောတယ်နော်ထိုက်စီတစ်လုံးရယ် bright တစ်လုံးရယ်ကျန်တယ်နော်ဒီ2မျိုးကျန်တဲ့2မျိုးမှာမဆွေများတစ်မျိုးတည်းသာလိုက်ထွက်မယ်လို့နော်ပြောတဲ့အတိုင်းပဲထိုက်စီဟာကိုထွက်သွားပြီဗျဟုတ်တယ်နော်ကျွန်တော်မနေ့ကတင်တဲ့ဗီဒီယိုဖိုင်မှာတည်ချာလေးကိုကျွန်တော်ပြောလိုက်ပါတယ်6ထိုက်စီထွက်သွားပြီဗျကဲ bright တစ်လုံးကျန်တယ်သူများ bright ဒီသူများ bright ကလည်းထွက်မှာဖြစ်တယ် bright light ရှင်တဲ့ message တွေလိုက်လို့ရပြီနော်မနေ့ကကျွန်တော်ဒီ2မျိုးကကြိုက်တဲ့တစ်မျိုးကိုလိုက်လို့ကျွန်တော်ပေးထားပါတယ်ဗျာနော်လိုက်တဲ့သူတွေကလည်းရကြတယ်လို့ပြောတယ်ဗျထိုက်စီကိုကြိုက်တဲ့ဝါသနာရှင်များအကုန်လုံးရကြတယ်လို့ပြောကြတယ်ကျွန်တော်လာပြောကြတယ်နော်နောက်ထပ်ကျန်တဲ့2ရက်မှာသူများ bright ကိုလိုက်လို့ရပါတယ်သူများ bright လေးထွက်မှာဖြစ်ပါတယ်ဒီဘက်ဆိုရင်ကျွန်တော်တို့တစ်မျိုးပဲကြံသေးတယ်ကြံသေးလဲချိန်ရှိသေးတယ်နော်ထွက်မှာဖြစ်တယ်ဒါကြောင့်မဆွေများအကြိုက်ရှင်းတူရင်ဒီသူများ bright ထဲကနေထပ်ပြီးတော့ main ဝက်တွေရွေးချယ်ပြီးတော့တင်ပြီးတော့ကစားလို့ရပါတယ်ဗျဟုတ်ပြီနော်ကဲပုံလေးတွေသိမ့်မယ်ဆိုရင်သိမ့်ထားကြပါဗျာနော်ကဲအကုန်လုံးအဆင်ပြေကြပါစေမြန်မာဝင်များထပ်ပြီးတော့ကျွန်တော်ကျန်တဲ့4ရက်မှာကျန်တဲ့4ချိန်မှာထပ်ပြီးတော့ကျွန်တော်အကောင်းဆုံးနေတဲ့ကနေ့အနေနဲ့အကောင်းဆုံးစူးစမ်းပေးနေပါတယ်ဗျနော် free day ကနေအားပေးနေကြတဲ့ message တွေကလည်းကျွန်တော်3ရက်လုံးဆက်တိုက်ကိုကျွန်တော်စူးစမ်းပေးနိုင်တဲ့အတွက်ကိုကျွန်တော်အထူးပဲဝမ်းသာပီတိဖြစ်ရပါတယ်